Bahama နိုင်ငံကကျွန်းစုတွေထဲမှာဝက်တွေကြီးစိုးထားတဲ့ကျွန်းလေးတစ်ကျွန်းရှိနေပါတယ်။ဒီကျွန်းကိုတော့ Bahama ဝက်ကျွန်းလို့ခေါ်ကြပါတယ်။ဒီနေရာဟာကမ္ဘာပေါ်မှာဝက်တွေကလူတွေထက်တောင်ပိုပြီးတက်တောင်တက်တာနေထိုင်နိုင်တဲ့တစ်ခုတည်းသောနေရာလေးဖြစ်ပါတယ်။ဒဏ္ဍာရီတွေရတော့ဟိုးရင်တုန်းကဒီကျွန်းတော်ကိုဖြတ်သွားတဲ့ပင်လယ်ဓမြတွေဟာသူတို့သင်္ဘောပေါ်ကဝက်အချို့ကိုဒီကျွန်းပေါ်မှာထားခဲ့ကြတယ်လို့ဆိုပါတယ်။နောက်တစ်ချိန်မှာအခက်အခဲတစ်ခုခုနဲ့ကြုံလာရင်ဒီကျွန်းပေါ်ကဝက်တွေကိုအစာအာဟာရဖြစ်အသုံးပြုဖို့သူတို့ကကြံရွယ်ခဲ့တာပါဒါပေမဲ့အချိန်ကြီးကြာလာတဲ့မျှဒီဇလန်ကတဖြည်းဖြည်းမေ့ပြောက်သွားခဲ့ပါတယ်အစောပိုင်းကထားရစ်ခဲ့တဲ့ဝက်ကလေးတွေဟာအချိန်ဟုန်နဲ့ပွားများလာခဲ့ပြီးဒီကျွန်းရဲ့ပထမဆုံးသောဌာနေတိုင်းရင်းသားတွေဖြစ်လာခဲ့ကြပါတယ်သူတို့ရဲ့နေစဉ်ဘဝကိုသိရှိနိုင်ဖို့အတွက်ဒီနေ့မှာတော့သူတို့ရဲ့လှုပ်ရှားမှုတွေကိုတိတ်တဆိတ်ရိုက်ကူးဖို့တချို့လုံးမဲ့စက်ရုပ်ဝက်ကလေးတစ်ကောင်ကိုဆေလွှတ်လိုက်ပါတယ်ကျွန်တော်တို့ရဲ့ spy ဝက်ကလေးကကျွန်းပေါ်ရောက်တာနဲ့ကျွန်းပေါ်ကဝက်ကလေးတွေရဲ့နှွေးထွေးတဲ့ကြိုးစုံမှုကိုခံလိုက်ရပါတယ်ဒီကြိုးစုံမှုကဘလောက်တောင်အားပါလဲဆိုရင်ကျွန်တော်တို့ spy work ကလေးရဲ့အရေးကုန်တစ်စိတစ်ပိုင်းကိုတောင်ကိုက်ဖြတ်ခံလိုက်ရတဲ့အထိပါပဲဒါမဲ့လည်းဒီလိုမျိုးထိတွေ့ဆက်ဆံမှုကနေတစ်ဆင့် spy work ကလေးဟာသူတို့အုပ်စုတွေကိုအောင်မြင်မြင်နဲ့ရောနှောဝင်ရောက်သွားနိုင်ခဲ့ပါတယ်ခဏလောက်အနားယူပြီးတဲ့နောက်မှာတော့သူတို့အားလုံးဟာကမ်းခြေဘက်ကိုအနားယူဖို့ထွက်လာခဲ့ကြပါတယ်ဒီကျုံးပေါ်မှာနေလာတာကြာပြီဖြစ်တဲ့အတွက်ဒီဝက်အုပ်ကြီးဟာရေကူးတတ်နေကြပါပြီတကယ်တော့ရေကူးတာဟာသူတို့ရဲ့နေစဉ်ဘဝမှာမရှိမဖြစ်လိုအပ်တဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့တာပါသူတို့ဘာကြောင့်ဒီလောက်တောင်ရေကူးရတာကိုနှစ်သက်နေကြတာလဲဆိုတာသိရဖို့အတွက် spy work ကလေးကသူတို့နောက်ကိုတိတ်တဆိတ်လိုက်သွားခဲ့ပါတယ်ရေအောက်ရှူတောင်ကနေကြည့်လိုက်ရင်တော့ဒီကျုံးပေါ်ကဝက်ကလေးတွေဟာရေကူးရမှာကျွမ်းကျင်ပညာရှင်ဖြစ်နေတာကိုတွေ့ရမှာပါသူတို့ဟာခွေးလေးတွေလိုမျိုးသူတို့ရဲ့ရှေ့ခြေထောက်တွေကိုရက်ပြီးပင်လယ်ထဲမှာအေးအေးလူလူကူးခတ်နေကြတာပါဒါပေမဲ့ဒီဝက်ကလေးတွေဟာရေကူးတာတက်တက်ကိုပဲပျော်မွေ့နေကြတာမဟုတ်ပါဘူးမကြသေးမီနှစ်တွေအတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာတာကြောင့်ဝက်တီပဲရှိတဲ့ဒီကျွန်းလေးကိုလူတွေပိုပြီးသိလာကြပါတယ်ဆက်လေအင်ဂျင်တွေကြားလိုက်ရတိုင်းမှာဒီဝက်လေးတွေဟာဒါဟာအစာကျွေးမဲ့အချိန်ဆိုတာကိုသိနေကြပါတယ်ဒီအချိန်မှာတော့ခရီးသွားတွေဟာသူတို့ယူလာတဲ့အစာတွေကိုဒီဝက်ကလေးတွေနဲ့မျှဝေစားတောက်ကြပြီးဝေးလံခေါင်ပြားတဲ့ဒီကျွန်းလေးပေါ်မှာတော့ဝက်ကလေးတွေဟာကောင်းကောင်းမွန်မွန်စားတောက်ခွင့်ရနေကြပါတယ်လူသားတွေရဲ့ဂရုစိုက်မှုကြောင့်ဒီကျွန်းပေါ်ကဝက်ကလေးတွေဟာကမ္ဘာပေါ်မှာအပျော်ဆုံးဝက်ကလေးတွေဖြစ်လာခဲ့ပါတယ်သူတို့ဟာနေစဉ်စားဝတ်နေရေးအတွက်ပူပန်စရာမလိုပဲကမ်းခြေမှာအုပ်စုလိုက်ရှောက်သွားနေုံနဲ့မကပဲပင်လယ်ထဲကိုဆင်းပြီးရေကူးစော်ကစားနေကြတာပါဒီဝက်ကလေးတွေကြောင့်ပဲဘဟားမားနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဟာလည်းတဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်အနီးနားကမြေကမ်းဘေးခြုံပုတ်တွေထဲမှာကာရကဲလို့ခေါ်တဲ့တောကြောင်ငယ်လေးတွေကောင်ကတားကောင်အုပ်ကြီးကိုချောင်းကျင်နေပါတယ်သူကအသက်၈လပဲရှိသေးပြီးသူ့အမေစီကနေခွဲထွက်လာတာမကြသေးတော့အရွယ်ရောက်ပြီးသား Springbok လို့ခေါ်တဲ့သမင်တွေကိုတိုက်ခိုက်ဖို့ကသူ့အတွက်နည်းနည်းတော့ကြီးလုံးနေပါသေးတယ်။မရင်းနှီးတဲ့ပတ်ဝန်းကျင်မှာတကောင်နဲ့ဖြစ်နေပေမဲ့သူကတော့သူ့ဘာသာသူအသက်ရှင်ရက်တည်နိုင်ဖို့သင်ယူနေတာပါ။ဒါမဲ့လည်းသူ့ရဲ့ကလေးဆန်တဲ့အမူအရာလေးတွေကိုထုတ်ပြဖို့အချိန်ရှာတတ်ပါသေးတယ်။ကြားတဲ့အတန်တိုင်းနဲ့ရတဲ့အနံ့တိုင်းကဒီကြောင်လေးအတွက်အသေးဆန်းဖြစ်နေပြီးစိတ်လှုပ်ရှားစရာကောင်းနေပါတယ်။သူမှာမြောက်ကဘာချမ်းက links လို့ခေါ်တဲ့ကြောင်မီးတို့တွေလိုနေရွက်မှာအမွေးစုလေးတွေရှိပေမဲ့သူတို့နဲ့ကအမျိုးတော်ဆက်တာနည်းနည်းဝေးပါတယ်။ကြောင်မျိုးနွယ်တွေဟာနိုးတိုက်သတ္တဝါတွေထဲမှာအကြားအာရုံအကောင်းဆုံးဖြစ်ပြီးသူတို့ရဲ့သားကောင်တွေစီးရထွက်တဲ့အတန်လှိုင်းတွေကိုတောင်ကြားနိုင်စွမ်းရှိကြပါတယ်။လူငယ်လေးတွေလိုပဲသူကလည်းအစားအသောက်ဆိုရင်အယမ်းကိုစိတ်ဝင်စားရှိနေတာပါ။ဒါပေမဲ့သူ့အမေရဲ့လေ့ကျင့်ပေးမှုမရှိတော့တဲ့အတွက်သူ့ရဲ့အမဲလိုက်နီးစနစ်တွေကိုတော့နည်းနည်းပြန်ပြင်ဖို့လိုနေပါသေးတယ်။တခြားကာရကယ်တွေလိုပဲဒီအထီးလေးကလည်းရှက်တက်ပြီးလူမသိအောင်နေတတ်ပါတယ်။သူကအာဖရိကတောင်ပိုင်းမှာရှိတဲ့ကြောင်မျိုးနွယ်အငယ်စားလေးတွေကတကောင်ပါ။ကာရကယ်တွေဟာခြေလေးတွေရဲ့10ပုံတစ်ပုံလောက်ပဲအရွယ်စားရှိပေမဲ့အမဲလိုက်ရမှာတော့ဆရာကြနေသူတွေဖြစ်ပါတယ်။ကြွက်ကလေးကအပေါက်ကလေးတစ်ခုကိုတွေ့သွားပြီးအသေးအတန်လွတ်အောင်ယုံထွက်ဖို့ကြိုးစားနေပါတယ်။ဒါမဲ့ဒီကောင်လေးတွေတူးထားတဲ့မြေချင်းလေးတွေကလမ်းဆုံးနေတတ်တာများပါတယ်ဒီခရကယ်လေးကတော့သေမင်းတမန်ကြောင်နဲ့ကြွက်ကစားပွဲကိုစတင်လိုက်ပါပြီကြည့်ရတာရက်ဆက်တယ်လို့ထင်ရပေမဲ့ဒါကသူ့ရဲ့သားကောင်ကိုစားတဲ့အခါပိုပြီးဘေးကင်းအောင်လုပ်နေတာပါကြောင်တွေကသူတို့ရဲ့အစားအစာကိုမစားခင်မှာကစားတတ်ကြတာဟာသားကောင်ကသူတို့ကိုပြန်ပြီးအန္တရာယ်မပြုတ်နိုင်လောက်အောင်အားနည်းသွားဖို့အတွက်ဖြစ်ပြီးသိငယ်တဲ့အတိုက်ခံရမှုကနေတော့ပိုးဝင်တာမျိုးမဖြစ်အောင်ကာကွယ်လိုက်တာပါပဲသူတို့ကအချိန်ပေးပြီးကစားလို့ရမယ်သားကောင်မျိုးကိုပဲကစားတတ်ကြတာပါအကယ်၍သားကောင်ကလွတ်သွားနိုင်ခြင်းများတယ်ဆိုရင်တော့ချက်ချင်းပဲအပြက်ရှင်းလိုက်လေရှိပါတယ်သားကောင်ရဲ့အမွေးတွေကိုဖယ်ရှားခြင်းနဲ့ဗီဇအရာသူကဒီကြွက်လေးကိုရှာနေရနေတာပါပူကြီးတဲ့သားကောင်တွေကိုဖမ်းမိရင်တော့မစားခင်အမွေးတွေကိုအရင်ဆုံးဖယ်ရှားပြစ်မှာဖြစ်ပါတယ်
ဒါပေမဲ့ကြွက်ကလေးတစ်ကောင်အတွက်တော့ဒီလောက်ထိအားထုတ်နေစရာမလိုပါဘူးအချိန်တန်တဲ့အခါမှာတော့ဒီကြောင်လေးကသားကောင်ရဲ့ကြိုးယူမကြီးကိုတစ်ချက်တည်းနဲ့ပြောင်းကိုက်ပြီးတတ်လိုက်ပါတယ်ခရာကေဆိုတဲ့နာမည်ကတူရကီစကားလုံးကနေလာတာဖြစ်ပြီးနေရွယ်အမဲလို့အဓိပ္ပာယ်ရပါတယ်သူကအစာဟောင်းအိမ်တွေကိုတော့တေချာလေးထွေးထုတ်လိုက်ပါတယ်။ကြောင်တွေကသူတို့သားကောင်ရဲ့ကလေးစားတွေကိုစားလိစားတာသိမ့်မရှိကြပါဘူး။ဒါတော့သူ့အတွက်အစာပြေအစားအစာလေးတစ်ခုပါပဲ။ဖာဂယ်တွေကသူတို့ကိုယ်ရဲ့ထက်3ဆလောက်ကြီးတဲ့သားကောင်ကိုတော့ဖမ်းနိုင်ပေမဲ့အခုလောလောဆယ်တော့သူကကျေနပ်နေပုံရပါတယ်။အခုတော့ဒီအထီးလေးကအတော်အသင့်ကြီးတဲ့သားကောင်တစ်ကောင်ကိုဖမ်းပြီးသွားပါပြီ။အဲ့ဒါကတော့ယုံတစ်ကောင်ဖြစ်ပြီးတထိုင်နဲ့ကုံအောင်စားဖို့ကြီးလွန်းနေတာကြောင့်မြေခွေးတွေဒါမှမဟုတ်တခြားအသေးကောင်စားတဲ့တော်ဝါတွေလာမခိုးနိုင်အောင်တန်နိုင်သမျှစောင့်ကြည့်နေမှာပါ။ကာကယ်တွေကကြောင်သေးစားလေးတွေဖြစ်ပေမဲ့သူတို့ရဲ့အစားအစာအတွက်တိုက်ခိုက်ရပြီဆိုရင်တော့တော်တော်လေးကိုကြောက်စရာကောင်းပါတယ်။သူကလက်ဆက်တဲ့အသားတွေကိုမစားခင်ရုံရဲ့အမွှေးတွေကိုအသေးချာဆုံးအရင်ဖယ်ရှားလိုက်ပါတယ်။အသားကိုပဲအဓိကစားတဲ့သူ့ရဲ့အလေးထားက6သွေးရဲ့ကာရီဒေတာမှာရှင်တန်နိုင်အောင်ကူညီပေးပြီးတော့အသက်ရှင်ဖို့လိုအပ်တဲ့ရေဓာတ်အများစုကိုလည်းသူစားတဲ့အသားတွေကနေပဲရယူတာဖြစ်ပါတယ်။အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်။